ပေ90အရှိနဲ့လုံးပတ်48လက်မှရှိတဲ့တစ်လုံးကတန်တဲ့ကုပပေဘယ်လောက်ရှိသလဲဆိုတာတွက်ချက်ကြည့်မှာဖြစ်ပါတယ်ပထမဦးစွာ12စိတ်တစ်လက်မှ12လက်မှတစ်ပေပေ90တစ်တန်ဆိုတဲ့နေရာမှာကိုမှတ်သားထားရပါမယ်ပထမဆုံးအနေနဲ့တစ်လုံးရဲ့တန်ကိုတွက်ပါမယ်တစ်လုံးရဲ့တန်တွက်ဖို့အတွက်တစ်လုံးပတ်လက်မကို၄နှစ်စာရလာတဲ့ရလက်ကဒူးနယ်ပြက်လက်မဖြစ်ပါတယ်တစ်လုံးရဲ့ဒူးပြက်နဲ့တစ်လုံးအလျားကိုမြှောက်ပြီးတော့9200နဲ့စာရင်တစ်လုံးရဲ့တန်ကိုရရှိမှာဖြစ်ပါတယ်တစ်လုံးရဲ့လုံးပတ်ဖြစ်တဲ့48ကို4နဲ့စာရင်12လက်မဒူးနယ်ပြက်ရပါမယ်ရတာတဲ့12လက်မဒူးနယ်ပြက်ကိုတစ်လုံးရဲ့ပေအရှိ90နဲ့မြှောက်ပြီးတော့9200နဲ့စာချင်းဖြင့်တန်ဆိုတဲ့တစ်လုံးရဲ့တန်ကိုရရှိပြီးပဲဖြစ်ပါတယ်တစ်တုံးရဲ့ကုပပေကိုတွက်ဖို့အတွက်ခါလုံးဘတ်ကိုအနည်းဆုံးလက်မအထိယူပြီးတော့ပေဖွဲ့ရပါမယ်၎င်းရဲ့၄ပုံတစ်ပုံကိုအချင်းချင်းမြှောက်ပြီးတော့တစ်လုံးရဲ့အလျားပေနဲ့ထပ်မံမြှောက်ခြင်းဖြင့်တစ်လုံးရဲ့ကုပပေကိုရရှိပြီးပဲဖြစ်ပါတယ်တစ်လုံးရဲ့ခါလုံးဘတ်48လက်မကိုပေဖွဲ့ဖို့အတွက်12နဲ့စားပါမယ်ရလာတဲ့၄ပေကို၄ပုံတစ်ပုံပြုလို့ရန်အတွက်1.4နဲ့မြှောက်ပါမယ်၄ပုံတစ်ပုံဖြစ်တဲ့တစ်ပေကိုအချင်းချင်းမြှောက်ပြီးတော့တစ်လုံးရဲ့အရှိပေ90နဲ့မြှောက်ခြင်းဖြင့်တစ်လုံးရဲ့ကုပပေ90ကိုရရှိပြီးပဲဖြစ်ပါတယ်ဒါကတော့တစ်လုံးတွေရဲ့တန်တဲ့ကုပပေကိုတွက်ချက်ခြင်းပဲဖြစ်ပါတယ်